မင်းယူကစိတ်တပွားတာပြေဝသူတယောက်ဖြစ်တာကြောင့်မင်းညက်ကဖြစ်တဲ့ကိုစိတ်ထဲမထားပါဘူး။ဒါတင်မကသေးပဲမင်းယူကမူးနေတဲ့ဖုံးစုကအရန်ကိုဆွဲဆောင်မှုရှိတယ်လို့တောင်ခန်းစားနေရပါတယ်။နောက်တစ်နေ့ကုမ္ပဏီကိုသွားတဲ့လမ်းမှာဖုံးစုကလူသက်တပားနဲ့မတော်တဆတိုးမိသွားပါတယ်။သူမသူ့ကိုမှတ်မိသွားတဲ့အခါချက်ချင်းပဲနောက်လေဒီလိုက်ရှာပေမဲ့ထိုလူကိုထပ်ပြီးမျက်ခြေပြတ်သွားပြန်ပါတယ်။မြေအောက်ထရားပေါ်မှာတော့မိန်းကလေးတယောက်ကိုနှောက်ယှက်နေတဲ့အမျိုးသားတယောက်နဲ့ဖုံးစုဆုံမိပါတယ်။ဖုံးစုကဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးထိုအမျိုးသားရဲ့လက်ချောင်းကိုနောက်ပြန်အသားလေးလင်ချိုးလိုက်ပါတယ်။ဖုံးစုနဲ့မင်းယူတို့နနက်စာအတူစားကြတဲ့အခါသူမကဒီမနက်ဖြစ်ပျက်ခဲ့တာတွေကိုပြောပြပါတယ်။ဖုံးစုကုမ္ပဏီကိုပြန်ရောက်တာနဲ့အန်ဩစရာလက်ဆောင်တစ်ခုရရှိပါတယ်။အဲ့ဒါကတော့မင်းသမီးလေးတွေတုံးတဲ့စပွဲလေးတစ်ခုနဲ့အင်္ဂလိပ်စာအခြေခံသင်ခန်းစာတွေပဲဖြစ်ပါတယ်။မင်းယူကဖုံးစုကိုလက်ထောက်နဲ့တတ်တော်ဆောင်တစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ပေးခြင်းပုံရပါတယ်။ဖုံးစုကမလုပ်ချင်ပေမဲ့ယာဒူးတက်ရင်ရမယ်လားစာကအရန်ဆွဲဆောင်မှုရှိနေတာကြောင့်စာကိုကြိုးစားသင်ယူရပါတော့တယ်။ဖုံးစုကစပွဲကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မင်းယူကသူမကိုနေရာဟောင်းစီပြန်မောင်းမှတ်ပါတယ်။လိမ္မာရင်ကျဲနေတဲ့ဖုံးစုရဲ့ပုံစံလေးကချစ်ဖို့ကောင်းနေတာကြောင့်မင်းယူကခိုးပြီးရေမောနေပါတယ်။ဖုံးစုဘာမှပြဿနာရှာခဲ့တဲ့ဗီဒီယိုကအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးနာမည်ကြီးနေပါတယ်။ဖုံးစုဟာအရှက်ရလုံးလူပုံးစရာနေဟာရှာမရဖြစ်နေပြီးဒီအရှက်တရားကနေလွတ်မြောက်ဖို့စပွဲအောက်မှာပုံနေရပါတယ်။ဆေးရုံမှာရက်တော်ကြာအနားယူပြီးနောက်မင်းယူရဲ့လက်ထောက်ကအလုပ်ပြန်ဝင်လာပါတယ်။လက်ထောက်ကအခန်းထဲဝင်းဝင်ချင်းမှာပဲဖုံးစုရဲ့ထူးချွင်ပြောင်မြောက်တဲ့အောင်မြင်မှုတွေမူးပြီးပြဿနာရှာခဲ့တာတွေကိုမင်းယူအားပြောပြပါတော့တယ်။ဒါတွေကသူဆေးရုံမှာတော့ကြားခဲ့ရတဲ့သတင်းတွေပါ။မင်းယူကဖုံးစုဒီမှာရှိနေတဲ့ဆိုတာကိုအချက်ပြဖို့ကြိုးစားပြီးပဲလက်ထောက်ကတော့ဘာမှမသိပဲသူမရဲ့ရှေ့မှာတင်သူမအချမ်းကိုအားရပါရအတင်းပြောနေပါတယ်။မင်းယူကဖုံးစုရှိရာကိုလက်ညှုံထိုးလိုက်တဲ့အခါကျမှသာလက်ထောက်ကသူဆေးရုံဖန်တက်ရတော့မယ်ဆိုတာကိုသိသွားပါတယ်။လက်ထောက်ကမင်းယူကိုကယ်တင်ဖို့အတနာခံတဲ့အကြည့်နဲ့ကြည့်ပါတယ်။ဖုံးစုကစိတ်မကောင်းဖြစ်နေတာကြောင့်လက်ထောက်ကိုယာယီခွက်လွတ်ပေးလိုက်ပါတယ်။သူမကလက်ထောက်ကိုအလွတ်တွေလွှဲပြောင်းပေးဖို့ခေါ်သွားပါတယ်။ဖုံးစုထွက်သွားတာနဲ့မင်းယူကအင်တာနက်ပေါ်ကဗီဒီယိုအားလုံးကိုချက်ချင်းဖက်ခိုင်းလိုက်ပါတယ်။မင်းယူကဂူဒူးကိုဒီမနေ့ဖုံးစုလူသက်သမားနဲ့တိုးခဲ့တဲ့အကြောင်းအသိပေးလိုက်ပါတယ်။ဂူဒူးကဖုံးစုလူသက်သမားကိုမြင်ခဲ့တယ်ဆိုတာကိုကြားရနဲ့သူမကိုလာခေါ်ဖို့မင်းယူကုမ္ပဏီကိုအပြေးအလွှားညောက်လာပါတယ်။သူတို့နှစ်ဦးဟာဖုံးစုကိုအိမ်ပွင့်ဖို့ကိုအပြိုင်ဆိုင်ထွနေပြီးပဲဖုံးစုရဲ့ယုံကြည်ချက်လုံးကွနေတဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာတော့တာဝန်ကိုတယောက်ပေါ်မှာတယောက်လွှဲချောက်နေပြန်ပါတယ်။နောက်ဆုံးမှာတော့ဖုံးစုကိုမင်းယူကအိမ်ပွင့်ပေးပြီးဂူဒူးကတော့အမှုစစ်ဆေးဖို့ရဲစခန်းကိုပြန်သွားပါတယ်။တစ်ဖက်မှာတော့အရိုက်ခံထားတဲ့လူမိုက်တွေကဆေးရုံမှာရှိနေပေမဲ့ဘာလို့ရမှန်းမသိထင်နေပါတယ်။သူတို့ကဆေးရုံကဆင်းတာနဲ့ပထမလုပ်မဲ့အလုပ်ကဖုံးစုကိုလက်စားချေဖို့ပဲလို့ဂျုံဝါနေပါတယ်။ဒီစကားတွေကိုဖုန်ကြီးရွှေ့မှာတော့ဖြောလိုက်မိပါတာ။ဖုန်ကြီးကထိုလူမိုက်ကသူ့အမကိုလက်စားချေခြင်းလေဆိုတာကြားတာနဲ့လူမိုက်ရဲ့မျက်နှာကိုပတ်တီးတွေနဲ့အုပ်ပစ်လိုက်ပါတယ်။ကဘာကိုကြည့်ဖို့အတွက်မျက်လုံးနှလုံးစားပဲခြံထားပေးလိုက်ပါတယ်။ရဲတွေလိုက်လံဖမ်းဆီးနေပေမဲ့လူသက်သမားကတော့ရက်တဲ့မဲ့ပုံမရှိသေးပါဘူး။သူဟာနင်းကလေးငယ်တွေကိုပြန်ပွဲဆွဲပြီးနှိပ်စက်တဲ့စိတ်တစလူသက်သမားပါ။သူ့ရဲ့ရည်မှန်းချက်ကချောမောလှပတဲ့မိန်းကလေး9ယောက်ကိုဖမ်းဆီးပြီးသူ့ရဲ့ဇနီးဖျားတွေအဖြစ်အတင်းကြခိုင်းစေဖို့ပါ။လူသက်သမားကမိန်းကလေး2ယောက်ကိုအောင်မြင်စွာဖမ်းဆီးထားနိုင်ပါပြီ။အခုသူကဖုံးစုရဲ့တငယ်ချင်းဟဲနာကိုပြစ်မှတ်ထားနေပါတယ်။ဒီနေ့မှာဖုံးစုကသူမတငယ်ချင်းကိုဟင်းချက်ဖို့ကုံစုံပစ္စည်းသွားဝယ်ခိုင်းပါတယ်။ဒါပေမဲ့ဟဲနာကအကြာကြီးကြာတဲ့အထင်ကြီးမပြန်လာတာကြောင့်ဖုံးစုစတင်စိုးရိမ်လာပါတယ်။အမှန်တော့ဟဲနာကလည်းတစုံတယောက်သူမနောက်ကိုလိုက်နေတာကိုတတိထားမိပါတယ်။ဟဲနာကဖုံးစုကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့လူသက်သမားကဟဲနာကိုတားဆီးလိုက်ပါတယ်။သူကဟဲနာကိုရိုက်နှက်ပြီးသူ့ရဲ့ပုံအောင်နေရာစီခေါ်သွားဖို့ပြင်ဆင်ပါတယ်။အခြေအနေကအရန်စိုးရိမ်တဲ့အချိန်မှာဖုံးစုပေါ်လာပါတယ်။ဖုံးစုကလူသက်သမားရဲ့တန်တုပ်ကိုကွေးပစ်ပြီးသူ့ကိုအဝေးကြီးလွင့်သွားအောင်ကန်ထုတ်လိုက်ပါတယ်။လူသက်သမားကဖုံးစုကအရန်ကိုကြောက်စရာကောင်းမှန်းထိသွားတာကြောင့်အမြန်ပဲထွက်ပြေးသွားပါတယ်။ဖုံးစုကသူမတငယ်ချင်းကိုဆေးရုံကိုချက်ချင်းခေါ်သွားပြီးရဲကိုဖုံးဆက်လိုက်ပါတယ်။ဂူဒူးကသတင်းကြားတာနဲ့ထောက်ဆိုချက်ယူဖို့ဆေးရုံကိုရောက်လာပါတယ်။ဒါပေမဲ့လူသက်သမားကမျက်နှာကိုဖုံးကွယ်ထားတာကြောင့်အခြေအနေကသိပ်မကောင်းပါဘူး။လူသက်သမားကဖုံးစုရဲ့မျက်နှာကိုတိသွားတယ်ဆိုတာကိုဂူဒူးတိသွားတဲ့အခါဖုံးစုကိုဘေးကင်းရဖို့အတွက်မင်းယူရဲ့အိမ်မှာခဏသွားနေဖို့ပြောပါတယ်။ဂူဒူးကမင်းယူကိုလုံးဝမသဘောကျပြီးမြဲဖုံးစုကသူမတငယ်ချင်းကိုပြုစုရမှာဖြစ်တာကြောင့်အလုတ်ကရက်နည်းနည်းခွင့်လွတ်လိုက်ပါတယ်။ဒါပေမဲ့မင်းယူကတော့ဘာမှမသိသေးပါဘူး။သူကဖုံးစုကိုပေးဖို့ချောကလက်တွေဝယ်ပြီးပျော်ပျော်ရွှင်ရွှင်ပြန်လာတဲ့တာပါ။ဒါပေမဲ့မင်းယူအခန်းထဲရောက်တာနဲ့ဖုံးစုဒီနေ့အလုပ်မလာဘူးဆိုတဲ့သတင်းကိုရလိုက်ရပါတယ်။ဒါကြောင့်သူဝယ်လာတဲ့ချောကလက်ကိုသူ့လက်ထောက်ကိုပဲပေးလိုက်ရပါတယ်။လက်ထောက်ကလက်ဆောင်ရလို့အရန်ပျော်နေပေမဲ့သူဟာအစားထိုးခံနေုံတတ်ဆိုတာကိုတော့မသိပါဘူး။ဂူဒူးကမင်းယူစီသွားပြီးဖုံးစုရက်နည်းနည်းခွင့်လာနေမဲ့အကြောင်းပြောလိုက်ပါတယ်။မင်းယူကဒါကိုကြားလာနဲ့ချက်ချင်းပဲသဘောတူလိုက်ပါတယ်။နောက်တစ်နေ့မှာဖုံးစုကိုဂူဒူးကအလုပ်ထိလိုက်ပို့ပေးပါတယ်။ဒါတင်မကပဲဂူဒူးကဖုံးစုကိုလှပတယ်လို့တော့ချီကျူလိုက်ပါတယ်။ဖုံးစုရဲ့မင်းကလေးဆန်တဲ့နှလုံးသားလေးကချက်ချင်းပဲခုံပေါက်နေတာကြောင့်မင်းယူတောင်ခေါင်းမူးနေရပါတယ်။သူတို့နှစ်ဦးအလုပ်လုပ်နေတော့မှလက်ထောက်ကဖုံးစုရဲ့အိမ်ကိုသွားပြီးအဝတ်အစားတွေသွားဝယ်ပေးပါတယ်။ဖုံးစုရဲ့အမေကသမီးမင်းယူအိမ်မှာသွားနေမယ်ဆိုတာကြားတာနဲ့သမီးအတွက်အတွင်းကအင်ကြီးအချို့ကိုပြင်ဆင်ပေးလိုက်ပါတယ်။အမေကဖုံးစုအိတ်ထဲကိုအသားလေးထည့်ပေးလိုက်တာပါ။ဖုံးစုအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါထိုအဝတ်အစားတွေကိုတွေ့သွားတာနဲ့အရန်ကိုအရှက်ရသွားပါတယ်။
ဘေးမှာရှိနေတဲ့မင်းဟျူကလည်းအနေအခက်ရသွားတာကြောင့်သူ့အခန်းထဲကိုချက်ချင်းပြန်ဝင်သွားပါတယ်။ညရောက်တော့ဖုံးစုဟာလူသက်သမားအကြောင်းကိုပဲတွေးနေမိပြီးအိတ်မပြောနိုင်ဖြစ်နေပါတယ်။ဖုံးစုချက်ချင်းထလိုက်ပြီးအဝတ်အစားလဲပြီးအပြင်ထွက်ခဲ့ပါတယ်။ဖုံးစုကသူမကိုယ်သူမအစာအဖြစ်အသုံးပြုပြီးလူသက်သမားကိုဖမ်းဖို့ဆုံးဖြတ်လိုက်တာပါ။ဖုံးစုလမ်းရှောင်နေတော့မှကစုံကြောက်ကသူမရဲ့ပခုံးကိုလမ်းကင်ပါတယ်။ဖုံးစုချက်ချင်းနတ်ကိုလိုက်ကြည့်လိုက်တဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကိုနောက်ထပ်အပိုင်းမှာဆက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ Channel ကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့နော်။